တော်ကိုလက်ကြီးဝါကြီးနဲ့အင်းနီနာချင်းတွေကိုဝင်များဖို့အတွက်ကြော်ရင်းနဲ့ရှမ်းတောင်ဆာဆာတင်မောင်ကျော်လေးကိုဝင်များပြလိုက်ပါရနော်ဒီကပါဝင်ပစ္စည်းတွေကတော့ကျက်သွန်မင်းနဲ့အကြုံမုံရှင်ရပါပြီအရင်ဆုံးကျက်သွန်မင်းတွေကိုထိတ်ကအမြင့်လေးဖြတ်ပြီးတော့မှရည်စင်အောင်စီထားပြရပါမယ်ပြီးရင်တော့လက်စစ်စာလောက်လေးညှပ်ပြရပါမယ်နော်အဆုံးတော့ထိတ်နာကိုနည်းနည်းတတိလေးနဲ့ပြီးတော့မှအနည်းနာရောက်မှလက်စစ်လောက်လေးညှပ်ထားပြရပေါ့နော်အရင်တော့တွားကြတော့လေကြော်ရင်မလာတော့ပါဘူးနော်အားလုံးညှပ်ပြီးပြီဆိုရင်တော့အဲ့ထဲကိုအချော်မုံရောပါမယ်ဆန်မုံနဲ့ကောင်းညင်မုံကိုလည်းသုံးချိုးတစ်ချိုးရောပြီးတော့မှထည့်လို့ရပါရဲ့နော်ဆုံးတော့ကတော့အိမ်ကနေရထွက်တဲ့ဆန်မုံပဲကျိတ်ဆန်မှတော့ကျိတ်ပြီးတော့မှအချော်မုံနဲ့ရောပြီးတော့မှသုံးထားပါရဲ့နော်စက်တံဖြူနဲ့ဂျင်းထောင်းထားတာလေးကိုထည့်ပါမယ်အရင်အများကြီးထည့်ကြမလို့ပါဘူးနော်နော်ခရမ်းချင်းကြီး၄-၅လုံးလောက်ကိုလည်းညှက်ပြီးတော့မှထည့်ပေးလိုက်ပါမယ်။ဒီမှာငရုတ်ချင်စောအနီရောင်ကိုလည်းပဲအယောင်လာအောင်လို့ဘူးတီတကူထည့်ပေးလိုက်ပါတယ်။မထည့်လည်းရပါတယ်နော်။သူ့အစားအယောင်တင်မုံထည့်လို့ရပါတယ်။ပြီးရင်တော့နင်းနင်းလေးကိုလည်းအနေငယ်ထည့်ပေးပြီးတော့မှအရာတာအတွက်စားအချိုမုံလိုကိုလိုတလူလေးထည့်ပြီးတော့မှသမအောင်လုံးနေပေးရပါမယ်။နေတဲ့ခါမှာရေကိုနည်းနည်းချင်းထည့်ပြီးတော့မှနေပေးရပါမယ်အခုလိုလေးထည့်လိုက်နေလိုက်အဲ့လိုလေးလုပ်ပေးရမယ်ပေါ့နော်တခါတည်းအများကြီးမထည့်ပါနဲ့နော်ကျက်သွမီကလည်းအရည်ထွက်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေများတော့မှဆိုလို့ပါရှင်လိုလေးရေထည့်လိုက်နေလိုက်နေလို့ရင်ကအခုလိုအနေထားရပြီဆိုလို့ရှိရင်တော့စပြီးတော့မှကြုံလို့ရပါပြီနော်စီလက်ချက်ပြီးဆိုတော့မကြည့်မသေးသလို့စာလေးထည့်ပြီးတော့မှကြော်ပေးလိုက်ပါတယ်ဒီလိုဆိုရင်တော့အရင်ကစားလို့ကောင်းတဲ့ရှမ်းတင်မောင်ကြော်လေးရပါပြီဒီချက်လေးနဲ့အတွက်ဖတ်စားရင်အရင်ကလိုက်ဖတ်တာမို့လို့မကြည့်ချင်နေဖြုတ်ပြီးတော့မှစားဖို့အတွက်ကြံပြပါရနော်အားလုံးပဲလိုက်ပြီးလို့စားကြည့်ကြပါအောင်နော်